သူဟာ NID တက္ကသိုလ်ကတန်ရှင်းရေးဝန်ထမ်းတယောက်ပါတနေ့မှာကျန်းတိုက်နေရင်ကြောက်တင်ပုံပေါ်ကတင်ချပု္ပ္ပာတစ်ခုကိုသူလမ်းကြည့်မိသွားတယ်အဲ့ဒါဟာကဘာပေါ်မှာအခက်ခဲဆုံးနဲ့အဆင့်မြင့်ဆုံးဖော်ရီယာညီမျှချင်းတွေရဲ့ကတစ်ခုဆိုတာသူလုံးဝမသိခဲ့ပါဘူးဒါပေမဲ့သူဟာအဲ့ဒီပု္ပ္ပာကိုဘာခက်ခဲမှမရှိပဲအလွယ်တကူဖြေထုတ်ပေးခဲ့ပါတယ်ဒီလိုညီမျှချင်းမျိုးတွေဟာအလွန်တရာရှုပ်ထွေးလုံးလို့ကဘာပေါ်မှာလူနည်းစုလောက်ပဲဖြေရှင်းနိုင်တာပါအဲ့ဒီလိုအနေငယ်ရဲ့မှာနိုဘယ်ဆုရှင်ချို့တောင်ပါဝင်ပါတယ်ဒါကြောင့်ဒီပု္ပ္ပာကိုရေးခဲ့တဲ့ပါမောက္ခဟာမှန်ကန်တဲ့အဖြေကိုမြင်လိုက်ရတဲ့အခါအလောတကြီးပြေးလာပြီးဒါဖြေမှန်ပဲဘယ်သူတွက်သွားတာလဲကြက်လားလို့မေးပါတော့တယ်ကျွန်တော်မဟုတ်ဘူးဒါဆိုမလားမဖြစ်နိုင်တာအတန်းတွေကထိတီကျောင်းသားတယောက်မှလည်းသူတို့လောက်တာလို့ဝန်မခံကြပါဘူးအဲ့ဒီချိန်မှာပဲပါမောက္ခဟာ NID မှာ Genius အသစ်တယောက်ပေါ်ထွက်လာပြီဆိုတာသိလိုက်ရပါတယ်ဒါပေမဲ့ဒီ Genius ဟာအေးအေးဆေးဆေးနေတတ်တဲ့တန်ရှင်းရေးဝန်ထမ်းတယောက်ဖြစ်နေလိမ့်မယ်လို့ဘယ်သူမှမခံမမိခဲ့ကြပါဘူးပါမောက္ခဟာဂတိတစ်ခုပေးထားခဲ့ပါတယ်ဒီစာတင်နှစ်ကုံမှာဒီညီမျှချင်းကိုဖြည့်ရှင်းနိုင်တဲ့သူဟာထိတန်းပညာရေးဂုဏ်ထူးမှတ်တွေရမယ့်အပြင်သူတို့ရဲ့အမိကိုလည်း NID သမိုင်းမှာအမိရင်ပြီးကြော်ကြားမှုနဲ့ဂုဏ်သတင်းတွေအားလုံးတပြိုင်တည်းရရှိမှာဖြစ်ပါတယ်ဒါပေမဲ့ဒီပု္ပ္ပာဟာတရက်တည်းနဲ့အဖြေထွက်သွားခဲ့တာပါကျောင်းဝင်းတစ်ခုလုံးကကျောင်းသားတွေဟာဒီပု္ပ္ပာကိုဘယ်သူဖြည့်ရှင်းလိုက်တာလဲဆိုတာကြည့်ဖို့ရောက်လာကြပေမဲ့ချို့ဝက်ဆန်းကျဲတဲ့ Genius ကတော့ပေါ်မလာခဲ့ပါဘူးဒါကြောင့်ပါမောက္ခဟာစင်ခေါ်မှုအတစ်တစ်ခုထပ်ပေးခဲ့ပါတယ်။သူနဲ့လုပ်ဖော်ကိုင်ဖက်တူဟာသူတို့ကိုယ်တိုင်ဖြည့်ရှင်းဖို့နှစ်ကျော်ကြာအောင်အချိန်ယူခဲ့ရတဲ့နောက်ထပ်ပု္ပ္ပာတစ်ခုကိုထုတ်လိုက်ပါတယ်။အဲ့ဒီ Genius မြင်နိုင်အောင်လို့အဲ့ဒီပု္ပ္ပာကိုလူသွားလန်းကကြောက်တင်ပုံပေါ်မှာရေးထားလိုက်ပါတယ်။အဲ့ဒီညမှာဝီဟာအလုပ်လုပ်ရင်အဲ့ဒီညီမျှချင်းတစ်ကိုမြင်သွားပြီးထုံးစံအတိုင်းစတင်တွက်ချက်ပါတော့တယ်။ဒါပေမဲ့ဒီတစ်ချိန်မှာတော့ပါမောက္ခကသူ့ကိုလက်ပူးလက်ချက်မိသွားပါတယ်။ပထမတော့ပါမောက္ခကဝီဟာကြောက်တင်ပုံပေါ်မှာရှောက်ရင်းနေတာလို့ထင်ပြီးဒေါသတကြီးနဲ့တားဖို့လုပ်ပါတယ်။ဝီကပါမောက္ခကိုမြင်တာနဲ့အမြင်ထွက်ပြေးသွားပါတော့တယ်။ပါမောက္ခကသူ့နောက်ကိုလိုက်ပေမဲ့ဝီကတော့ပျောက်ကွယ်သွားခဲ့ပါပြီ။သူကြောက်တင်ပုံစီပြန်လဲကြည့်လိုက်တဲ့အခါပါမောက္ခဟာစွန့်သွားလောက်အောင်အန်တစရာတစ်ခုကိုမြင်လိုက်ရပါတယ်။အဖြေမှန်ကြီးပါဝီကနောက်တစ်ချိန်ထက်လုံးနိုင်ခဲ့ပြန်ပါပြီ။ဒါဟာအမွေတစ်ခုပါပဲဒါပေမဲ့ဝီရဲ့ထူးချွန်မှုကဒီမှာတင်ရက်မနေပါဘူးသူ့မှာမြင်တာနဲ့မှတ်မိနိုင်တဲ့ပါရမီရှိပါတယ်။ဘလို့တင်ချပု္ပ္ပာမျိုးမှသူ့အတွက်မခက်ခဲပါဘူးသူကြောင်းကောင်းကောင်းမတက်ခဲ့ရပေမဲ့သူ့အိမ်မှာတော့စာအုပ်တွေပြည့်ပါပဲတခြားသူတွေနားလည်ဖို့ငါးခေါက်လောက်ဖတ်ရမယ့်အရာတွေကိုသူကတစ်ချက်ကြည့်လိုက်ုံနဲ့အလုံးမမိနိုင်ပါတယ်။ဒါပေမဲ့ဒီလိုထူးချွန်တဲ့ပါရမီရှင်တယောက်ဖြစ်ပါလျက်နဲ့ဝီဟာတန်ရှင်းရေးအလုပ်ကလွဲလို့တခြားဘာမှဖြစ်မြောက်မြောက်မလုပ်ပါဘူးသူဟာအချိန်တွေကိုအလဟိုက်ဖြုံးတီးရင်ပြဿနာတွေပဲရှာနေတတ်ပါတယ်။ဒီမှန်းချက်မရှိအစီအစဉ်မရှိအနာဂတ်လည်းမရှိပါဘူး။စုံစမ်းမင်းမြန်းပြီးတဲ့နောက်မှာပါမောက္ခဟာဝီကိုနောက်ဆုံးတော့ရှာတွေ့ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာဝီကရံပွဲတစ်ခုကြောင့်တရားရုံးရောက်နေပါပြီ။သူရှေ့နေမငားခဲ့ဘူးငားဖို့လည်းမလိုပါဘူး။သူဟာဥပဒေကျမ်းတွေကိုအလွန်ကောင်းမွန်စွာအလုံးမမိနေတာကြောင့်တရားရုံးမှာသူ့ဘာသာသူခုခံချေပခဲ့ပြီးတစ်ဖက်ရှေ့နေကိုတောင်စွန့်သွားစေခဲ့ပါတယ်။ဒါဟာဝီအတွက်တရားသူကြီးရှေ့ပထမဆုံးအကြိမ်ရောက်ဖူးတာမဟုတ်ဘူးဆိုတာသိတာလာပါတယ်။ပါမောက္ခကတော့ဝီကိုကြည့်ပြီးအန်တလေးစားနေမိပါတယ်။ဒါပေမဲ့ဒီတစ်ချိန်မှာတော့ဝီဟာအလွယ်တကူလွတ်ဖို့မလွယ်ပါဘူးသူဟာအာမခံချက်အများပြားနဲ့အဖမ်းခံထားရပါတယ်အဲ့ဒီအချိန်မှာပဲပါမောက္ခကဝင်ကူညီလိုက်ပါတယ်သူဟာဒီလူငယ်လေးကိုကူညီချင်တယ်လို့သူ့ရဲ့စွမ်းဆောင်ရည်ကဘယ်လောက်ထိရှိမလဲဆိုတာကိုလည်းသိချင်နေပါတယ်တရားသူကြီးကဝီကိုအခြေအနေနဲ့ရက်နဲ့အာမခံပေးဖို့သဘောတူလိုက်ပါတယ်ပထမအချက်ကတော့ပါမောက္ခနဲ့အပတ်စဉ်တွေ့ပြီးအစိမ့်မြင့်တင်ချာတွေလေ့လာရပါမယ်ဒုတိယအချက်ကတော့စိတ်ပညာကူထုံးသင်တန်းတွေတက်ရပါမယ်ဝီကတော့စိတ်ပညာရှင်နဲ့တွေ့ရမှာကိုမုန်းပေမဲ့ထောင်ထဲမှာနေရတာထက်စရင်တော့တော်သေးတယ်လို့တွက်ဆလိုက်ပါတယ်မကြခင်မှာပဲသူဟာဘယ်လောက်ထိထက်မြက်တယ်လဲဆိုတာကိုပါမောက္ခကိုပြသပါတော့တယ်ဘယ်လောက်ပဲရှုပ်ထွေးရဲ့ညီမျှချင်းဖြစ်ပါစေဝီဟာမိနစ်ပိုင်းတွင်ဖြည့်ရှင်းနိုင်ပါတယ်တခါတလေပါမောက္ခနားလည်နိုင်တာထက်တောင်ပုံမြင်နေပါသေးတယ်ပါမောက္ခဟာဂုံယူစွာနဲ့ဝီရဲ့ပကုံးကိုပုတ်ပေးခဲ့ပါတယ်ဒီလူငယ်လေးမှာအနာဂတ်ရှိတယ်ဆိုတာသူမြင်နေရတယ်ဒါပေမဲ့ဝီကတော့ခေါင်းမာပါတယ်သူ့ရဲ့စိတ်ရောနှလုံးသားကိုပါဘသူ့ကိုမှအထီးတွေးမခံပါဘူးစိတ်ပညာရှင်နဲ့တွေ့တဲ့အခါတိုင်းဝီဟာသူတို့ရဲ့အားနည်းချက်တွေကိုရှာဖွေပြီးသူတို့ရဲ့စကားလုံးတွေနဲ့ပဲသူတို့ကိုပြန်တိုက်ခိုက်တတ်ပါတယ်စိတ်ပညာရှင်9ယောက်လုံးလက်လျှော့သွားခဲ့ရပါတယ်ဘယ်သူမှသူ့ရင်ထဲကိုမဖောက်ထွင်းနိုင်ကြပါဘူးဒါကြောင့်ပါမောက္ခဟာသူ့ရဲ့ကောလိပ်ကျောင်းနေဖက်သူငယ်ချင်းဟောင်းရှောင်းစီကိုအကူအညီတောင်းရပါတော့တယ်ရှောင်းဟာတစ်ချိန်ကကြော်ကြားမဲ့လမ်းကြောင်းပေါ်မှာရှိခဲ့သူပါပါမောက္ခနဲ့အတူစုရရပြီးအောင်မြင်တဲ့ဘဝကိုတည်ဆောက်နိုင်ခဲ့မှာပါဒါပေမဲ့တခုခုဖြစ်ပျက်ခဲ့ပါတယ်သူဟာအဲ့ဒီအရာအလုံးကနေကြောကိုင်းထွက်ခွာသွားခဲ့ပါတယ်အခုတော့သူဟာကောလိပ်သေးလေးတစ်ခုမှာစိတ်ပညာသင်ကြားပေးရင်အေးအေးဆေးဆေးနေထိုင်နေပါတယ်သူကဝီကိုလက်မခံချင်ပါဘူးဒါပေမဲ့ပါမောက္ခကဝီဟာတစ်သက်မှာတယောက်တာပေါ်ထုံးတဲ့ Genius ဖြစ်ကြောင်းအကယ်လေသူတို့သာလက်လျှော့လိုက်ရင်ကဘာကြီးအတွက်တကယ်ကိုတန်မိုးရှိတဲ့အရာတစ်ခုဆုံးရှုံးသွားလိမ့်မယ်လို့အတင်းတောင်းဆိုတာကြောင့်ရှောင်းကလက်ခံလိုက်ပါတယ်ဒါပေမဲ့ဝီကတော့ထုံးစံအတိုင်းအေးဆက်ဆက်အမူအရာနဲ့ပဲကြိုဆိုခဲ့ပါတယ်ရှောင်းဘာမှမပြောရသေးခင်မှာပဲဝီဟာအခန်းထဲကိုစုံထောက်တယောက်လိုလှည့်ပတ်ကြည့်ရှုပြီးရှောင်းရဲ့စာအုပ်စင်ကစာအုပ်တွေဟာအမိုက်ပုံးနဲ့ထည့်ရမယ့်အလွဲတွေကြီးပဲလို့ဝေဖန်ပါတယ်ပြီးတော့ရှောင်းရဲ့ရုပ်ရည်တွင်ပြင်ကိုလည်းရိုင်းရိုင်းဆိုင်ဆိုင်ဝေဖန်လိုက်ပါသေးတယ်ရှောင်းဟာဝီကနယံဘော်ကပန်းချီကားတစ်ချက်ကိုတရင်ပြူမိခင်ထိတီတီငိမ့်ငိမ့်နေခဲ့ပါတယ်အဲ့ဒီပန်းချီကားကရှောင်းကိုယ်တိုင်ဆွဲထားတာပါဝီကအဲ့ဒီပန်းချီကားကိုဆွဲချက်တွေကရှုပ်ပွက်နေတာပဲအယောင်တွေကလည်းအတိတ်ပဲမရှိဘူးရုပ်ဆိုးလိုက်တာဘာအတိတ်ပဲမှမရှိတဲ့အမိုက်ပဲလို့ကဲရဲရှုပ်ချလိုက်ပါတယ်ခဏတာလောက်ရှောင်းဟာငင်းသက်သွားပြီးစကားလမ်းကြောင်းလွဲဖို့စူးစမ်းပါတယ်ဝီကအဲ့ဒါကိုရိပ်မိသွားပါတယ်သူဟာရှောင်းရဲ့တွန်းဆုတ်မှုကိုအခွင့်ကောင်းယူလိုက်ပါတယ်စကားလုံးနှဲငယ်နဲ့ပန်းချီကားရဲ့အသေးစိတ်ချက်လက်တွေကိုကြည့်ပြီးဝီကအဲ့ဒီပန်းချီကားဟာရှောင်းရဲ့ကွယ်လွန်သွားတဲ့ဇနီးအတွက်လက်ဆောင်ဖြစ်မယ်လို့ခံမှန်းလိုက်ပါတယ်ပြီးတော့သူကခင်များမိမရတာမသွားတာပဲဘာဖြစ်လို့လဲသူခင်များကိုထားခဲ့တာလားလို့မေးလိုက်တဲ့အခါမှာတော့အကန့်အသတ်ကိုကျော်လွန်သွားပါတော့တယ်ရှောင်းတော်သက်ပေါက်ကွဲသွားပြီးဒီနေ့အတွက်ကုထုံးပြီးပြီဆိုကဝီကိုမောင်းထုတ်လိုက်ပါတယ်ဝီကတော့နောက်ထပ်စိတ်ပညာရှင်တယောက်ကို6လန့်လိုက်နိုင်ပြီဆိုပြီးဝမ်းသာနေပါတယ်ဒါပေမဲ့သူမမျှော်လင့်ထားတာကရှောင်းဟာနောက်တစ်ပတ်မှာဝီနဲ့ဆက်တွေ့ဖို့ပြန်ရောက်လာခဲ့တာပါပဲတစ်ပတ်ကြာမှသူတို့ဟာရေကန်ဘေးမှာပြန်တွေ့ကြပါတယ်ဝီကရှောင်းကိုဒေါသထွက်အောင်ထက်လုပ်ဖို့ကြိုးစားပေမဲ့ဒီတစ်ချိန်မှာတော့ရှောင်းကဝီရဲ့ဘဝကိုထာဝရပြောင်းလဲသွားစေမဲ့စကားတစ်ခုကိုပြောလိုက်ပါတော့တယ်